ဟောဒီဂျင်းတွေကအန်တီနိုင်အိမ်ကတူးထားတဲ့ဂျင်းတွေပဲဖြစ်ပါတယ်ဂျင်းသက်မှာအပင်ငယ်လေးတွေထွက်လာတာတွေ့ရင်အန်တီနန်းကခုလိုဘူးတွေခွက်တွေမှာလာပြီးပြိုထားလေးရှိပါတယ်အခုဒီဂျင်းတက်ကလည်းအပင်လည်းအတော့ကိုကြီးနေပြီမို့အန်တီနန်းကနေရာပြောင်းပြီးစိုက်ပေးမှာဖြစ်ပါတယ်ကြည့်ပါအောင်အရန်ကိုလာတယ်နော်ဂျင်းကိုစိုက်ပြိုရတာအရန်ကိုလွယ်ကူပါတယ်ထွေထွေထူးထူးလဲပြုစုနေစရာမလိုပါဘူးအန်တီနန်းပြောချင်တာကတော့မြေကြီးဆွပေးစရာမလိုဘူးဒါကအန်တီနန်းကဆာလာအိတ်ထဲမှာစိုက်ထားတာပါအခုကြည့်ပါအောင်ဂျင်းတွေအတော့ကိုပွားများလာတယ်ဒါပေမဲ့အခုတော့တူရတော့မယ်အရွက်တွေလည်းသိမရှိတော့ဘူးကြည့်ပါအောင်ဂျင်းသက်ဆိုတာကလည်းအကြီးကြီးဖြစ်နေပြီနော်ဒါကြောင့်မို့အန်တီနာကဒီနေ့တော့တူးတော့မယ်ဆာလာအိတ်ဆိုတာလည်းအတော့ကိုဆွေးနေပြီလေဆက်ပြီးထားရင်လည်းဆာလာအိတ်ပူပြီးဆွေးသွားရုံပဲရှိမှာပေါ့ဟောဒီဂျင်းကိုတော့မတိတဲ့သူမရှိဘူးလို့ထင်ပါတယ်နော်ဂျင်းကိုဟင်းခတ်မွေးချိန်ဖြစ်တဲ့အသုံးပြုကြတယ်လို့စိတ်ဖက်ဝင်တာကိုလည်းအန်တီနန်းလေးလာထားတဲ့လောက်တိထားတဲ့လောက်လေးကိုမျှဝေပြီးပြောပြပေးပါမယ်နော်ဂျင်းကိုစားတောင်းပေးမယ်ဆိုရင်အစာကိုကြည်စိမ့်နိုင်နဲ့မအီမသာဖြစ်တာကိုလည်းတက်တာစေတယ်။အိုးအန်တာကိုလည်းတက်တာစေနိုင်နဲ့တွေးတွင်းတကြားတက်ကိုလည်းထိန်းညှိပေးတယ်။နောက်ပြီးတော့အစစ်ရောင်တာကိုလည်းတက်တာစေနိုင်နဲ့ကြွက်သားနာကျင်မှုကိုလည်းတက်တာစေတဲ့အပြင်ခေါင်းကိုက်တာနောက်တစ်ခုမျိုးသမီးတွေဓမ္မတာလာတဲ့အချိန်နာကျင်ကြိုက်ခဲလို့ရှိရင်လေဒီဂျင်းပြုတ်ရည်ကိုတောက်လို့ရှိရင်တက်တာစေတယ်။နောက်တစ်ခုကခရီးသွားတဲ့အချိန်ကားမှုတတ်လို့ရှိရင်လေဒီဂျင်းကိုနည်းနည်းစားပေးတာဒါမှမဟုတ်ဒီဂျင်းလေးကိုရှူပေးလိုက်လို့ရှိရင်လေတက်တာစေနိုင်တယ်တဲ့နော်ဟောဒီဂျင်းမှာဓာတ်တိုးဆန့်ကျင်တဲ့အာနိတွင်တွေကျွဲဝတယ်ဒါကြောင့်မို့နှလုံးယောဂအာယုံကြောဆိုင်ရာယောဂနဲ့ကင်ဆာယောဂပြီးတော့အသက်အရွယ်ကြောင့်ခံစားရတဲ့ယောဂတွေကိုလည်းတက်တာစေနိုင်တယ်တဲ့ဂျင်းပြုတ်ရည်ကိုမနဲ့စောစောတောက်တုံးပေးမယ်ဆိုလို့ရှိရင်ကြောက်ကထိခိုက်တာကြောက်ကပျက်စီးတာဒါတွေလည်းကာကွယ်ပေးတဲ့အပြင်ကင်ဆာရောဂါလည်းကာကွယ်ပေးနိုင်တဲ့နော်ဒါပေမဲ့တိုင်ရင်ဆေးလွန်ရင်ဘေးဆိုတာလေးတော့တတိထားပြီးတောက်တုံးပေးရမှာဖြစ်ပါတယ်နော်နောက်တစ်ခုကတော့တွေးထဲမှာအကျိုးပြုတဲ့ကိုလက်စထရောကိုလည်းကျဆင်းစေနိုင်ပြီးတော့မှနှလုံးသွေးကြောကိုလည်းကျန်းမာစေနိုင်တယ်တဲ့ကိုအလေးချိန်ကြစိတ်ဖို့ကျမရေးနဲ့ညညွတ်အောင်စားသုံးတာလေ့ကျင့်ခန်းလုပ်တာတွေအပြင်ဒီဂျင်းပြုတ်ရည်ပူပူလေးကိုတောက်ပေးတာကလည်းခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီတွေကိုပို့ပြီးတော့မှတိတိတတာကျဆင်းစေနိုင်တယ်ဒါကြောင့်မို့ဝိတ်ချတဲ့သူတွေအတွက်လည်းဒါကိုတောက်တုံးတင်တယ်လို့ရည်ညွှန်းထားပါတယ်နော်ဂျင်းပြုတ်ရည်ကိုအေးခံပြီးတော့ပဲတောက်ပူပူနွေးနွေးပဲတောက်လို့ရပါတယ်နော်နောက်ပြီးတော့တချို့ကမနေ့မှကောင်းတယ်နေ့လယ်မှကောင်းတယ်ညနေမှကောင်းတယ်လို့လည်းပြောလို့ရှိကြပါတယ်နော်ဒါပေမဲ့ဘယ်အချိန်မှပဲတောက်လို့ရပါတယ်လို့လည်းပြောထားပါတယ်နော်နောက်တစ်မျိုးရှိသေးတယ်နော်ဟောဒီဂျင်းပြုတ်ရည်ကိုတောက်ပြီးချင်းအားဖြင့်ချောင်းဆိုးတာကိုလည်းတက်တာစေတယ်တဲ့ဟုတ်တယ်အန်တီနောင်တို့ကချောင်းဆိုးပြီဆိုလို့ရှိရင်ဒီဂျင်းကိုထညက်လေးနဲ့ရောပြီးပြုတ်တယ်ပြီးလို့ရှိရင်တောက်ပေးလိုက်တယ်အဲ့ဒါဆိုလို့ရှိရင်လေပင်ရတာလေပင်ခြောက်တာဒါတွေလည်းတက်တာစေတယ်နော်ဒါပေမဲ့ဘယ်အရာမဆိုဆိုးကျိုးကောင်းကျိုးဆိုတာတော့တွင်တွဲပြီးရှိတတ်ပါတယ်နော်အခုဟောဒီဂျင်းမှာလည်းမစားသုံးတဲ့တူတွေဆိုပြီးတော့မှရည်ညွှန်းထားပါသေးတယ်နော်အဲ့ဒါတွေကတော့တွေးကျဆေးတောက်နေတဲ့သူတွေးတိုးကျဆေးတောက်နေတဲ့သူစီးချိုယောဂဆေးတောက်နေတဲ့သူအင်ဆူလင်ထိုးဆေးကိုထိုးနေရတဲ့သူတွေနဲ့တွေးမတိတ်တဲ့ယောဂရှိလို့တွေးခဲဆေးတောက်နေရတဲ့သူတွေအပြင်ကိုဝင်ဆောင်တွေမတောက်သုံးသင့်ပါဘူးလို့ရည်ညွှန်းထားပါတယ်နော်ဂျင်းကတွေးကျစေပြီးတွေးတိုးကိုကျစေတဲ့အစွမ်းရှိတယ်ဒါကြောင့်မို့တွေးကျဆေးတွေးတိုးကျဆေးတွေတောက်နေတဲ့သူတွေအပြင်စီးချိုဆေးနဲ့အင်ဆူလင်လိုမျိုးဒါပြုပြီးအာနိတင်ကိုလျှော့စေတဲ့အတွက်အဲ့ဒီဆေးတောက်သုံးနေတဲ့သူတွေဆိုလို့ရှိရင်ရှောင်ရှားတင်တယ်လို့ပြောထားပါတယ်နော်ဒါကြောင့်မို့မိတ်ဆွေတို့လည်းဘယ်အရာမဆိုချင်းချင်းပြီးတော့စားသုံးပေးကြပါမိတ်ဆွေတွေအားလုံးလည်းကျမ်းမာပျော်ရွှင်ရှိကြပြီးချစ်ခင်ပျော်ရွှင်တွေထွေးတဲ့မိသားစုဘဝလေးကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော်